လွယ်ကူရိုးရှင်းလင်မြန်သောဝတ်သားဟင်းလေးကိုချက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးစစ်ပူလေးကိုကြက်သွန်အဖြူအနေထောင်းလာတာလေးကိုထည့်ပါမယ်။ကြက်သွန်အဖြူအနေလေးထောင်းလာတာပြီးလို့ဆိုရင်ရောင်နေမုတ်လေးကိုထည့်ပါမယ်။ရောင်နေမုတ်လေးထည့်ပြီးတော့ပဲငန်းပြာရည်လေးကိုထည့်ပါမယ်။ပဲငန်းပြာရည်အနောက်ကိုထည့်ပါမယ်ရှင်။ပြီးလို့ဆိုရင်ကြက်သွန်အဖြူအနေအစိမ်းညာလေးပျောက်သွားတဲ့အထိစီတက်ပါမယ်။စီတက်ပြီးလို့ဆိုရင်စီတက်ပြီးလို့ဆိုရင်ခဏလေးတန့်စင်စွာဆေးထားတယ်။တန့်စင်စွာဆေးကြောတဲ့ဝတ်သားကိုထည့်ပါမယ်။ဝတ်သားကိုထည့်ပြီးလို့ဆိုရင်အဲ့လိုဝတ်သားထည့်လို့လည်းစမင်းမုတ်ထည့်မယ်။သားထည့်မယ်အချိုမုတ်ထည့်မယ်။ပြီးလို့ဆိုရင်ဝတ်သားအစိမ်းနဲ့ပျောက်လာတဲ့ဒီလုံးပါမယ်နော်။ဝတ်သားအစိမ်းနဲ့ပျောက်တဲ့ဒီလုံးပါမယ်။လုံးပြီးဆိုလို့ဆိုရင်ဝတ်သားစိမ်းနဲ့ပြောင်းအောင်လုံးပြီးဆိုလို့ဆိုရင်ဝတ်သားမြုပ်သွားတဲ့အထိရေထည့်ပါမယ်ရေထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်ဖုံးအုပ်ထားပြီးတော့မိနစ်20ခန့်ကြာတဲ့အခါကျလို့ဆိုရင်ပေါ့နော်ကိုလိုချင်တဲ့အတိုင်းဒါရောက်ပြီဆိုလို့ဆိုရင်ဝတ်သားကိုချလို့ရပြီပေါ့နော်ကျမတို့ဒီအမျိုးကိုကြိုက်လို့ပေါ့နော်ဒါတချို့တွေကကြတော့လဲတရေနဲ့မကြိုက်ဘူးပေါ့နော်ဟိုဟာဗာလဲဝတ်သားကိုထိုးကြည့်တဲ့ခါကျနည်းနည်းမာတဲ့ခါကျတချို့တွေကမကြိုက်ဘူးအချိန်တိုင်းနောက်တရေထည့်တယ်လို့ရပါတယ်ကျမကတော့ဒီအနေကိုကြိုက်လို့ပေါ့နော်အရင်ငူးအိနေလဲကျမမကြိုက်ဘူးတော့ဒီမျိုးကြိုက်တော့ဒီမှာပဲချလိုက်ပါတယ်ရှင်အဲဆိုရင်လွယ်ကူရိုးရှင်းစင်မြန်နဲ့ဝတ်သားဟင်းကိုအိမ်မှာချက်စားလို့ရပါပြီရှင်